Okay ကျွန်တော်ဒီနေ့ဖော်ပြမှာလို့ချပြတာကျွန်တော်တို့ကကျွန်တော်ဒီ Google Play Store ကိုကျွန်တော်တို့ Windows 10 Windows 11မှာဘယ်လိုထည့်သွင်းမလဲemulator ပိုင်းမခံဘူးเนาะတိုက်ရိုက်ကိုထည့်သွင်းမှာဘယ်လိုမျိုး Android application တွေကိုတောင်းမလဲတိုက်ရိုက်ထည့်သွင်းပြီးတော့เนาะအဲ့ဒါကိုကျွန်တော်ဖော်ပြမှာဖြစ်တယ်အဲ့ဒီတော့အခုကျွန်တော်တို့ဖော်ပြမှာနှစ်သက်ရ browser ကိုတောင်းတယ်ကျွန်တော် Chrome ကိုတောင်းထားတယ်ဒီမှာเนาะအဲ့တော့အဲ့ထက်မှာကျွန်တော်တို့ဘာရမလဲ WSA ပေးလို့ရတယ်နော်အမှ GitHub ကတူလာပေါ်စမပေါ်လာ WSA base ဆိုအဲ့တော့အောက်ကိုနည်းနည်းဆွဲချWindows 11ဆိုရင် Windows 11တမားက11မှာရှိပေါ့နော်ဒီမှာ11မှာနော် Windows 11တမားကအပေါ်က Intel အောက်က AMD နော်ဟုတ်ပြီအမှ Overversion တွေတမားတွေကအောက်ကိုနည်းနည်းဆွဲချတယ် Windows Overversion 11ကိုလည်း Overversion ရှိရဲ့နော်10ကိုလည်း Overversion ရှိရဲ့ကျွန်တော်11ဖြစ်တဲ့အတွက်အပေါ်ဆုံး11 Intel ဖြစ်တဲ့အတွက် Intel ကိုနှိပ်လိုက်တယ်နော်ဘောဇာ Intel လွယ်လေ Intel နဲ့ AMD ဆွဲခွဲတာလွယ်တယ်เนาะအဲ့တော့အောက်ကိုနည်းနည်းဆွဲချတယ်အောက်ဆုံးမှာတွေ့လားเนาะအဲ့ဒါကိုနှိပ်လိုက်တယ် download button ပြီးရင်စိတ်ကျင်တဲ့နေရာကိုတင်းတယ်ပေါ့ဗျာเนาะဒီကောင်เนาะ okay အဲ့တော့ကျွန်တော်ဒီကောင်ကိုဘယ်မှာစိတ်မယ်ကျွန်တော်ဒီထဲမှာစိတ်ထားရပေါ့เนาะ okay အဲ့ဒီတော့ကျွန်တော်တို့ကဒါလေးကိုခဏစောင့်လိုက်စောင့်နေကျွန်တော်မှပြင်ဆင်စရာရှိတယ်ဗျာเนาะဘာပြင်ဆင်လဲဆို control panel ကိုသွားလိုက်control panel ကိုသွားပြီးတော့ကျွန်တော်တို့က program feature နော်ကျွန်တော် program feature ကိုရှာပေးမယ်နော် program feature အမှ program feature ကိုရောက်ရင်ကျွန်တော်တို့ Tansoft ကိုနှိပ်မယ်ပြီးတော့အမှကကျွန်တော်တို့ဘာလုပ်မလဲဆို Hyper Virtual Machine Hyper ကိုကျွန်တော်တို့ကဟိုဖွင့်ပေးထားမယ်နော်အမှန်ချစ်ပေးထားမှာဒါ Windows 10 11ကိုလုပ်ပေးရမှာပေါ့နော်Okay အဲ့မှာတခုသတိပြုရမှာကျွန်တော်တို့ Windows Update ဖွင့်ထားပြီးလို့လိုတယ်ဗျာနော် Windows Update ပိတ်ထားတဲ့ set တွေဆိုရင်သတိထားပါ Windows Update ကိုပြန်ဖွင့်လိုက်ပါနော် Okay ဟုတ်ပြီအဲ့တော့အချိန်နည်းငယ်တော့ကြာမှာပေါ့ဗျာနော်ကျွန်တော်စောင့် Okay restart ပြန် Okay အဲ့တော့ကျွန်တော်ခဏ restart ပြန်တာလေးကိုကျွန်တော်ပြန်လုပ်ထားတယ်နောက်ပြီးရင်တော့ open folder download လည်းပြီးသွားပြီနော် Okay အဲ့တော့ကျွန်တော်တို့ဒီမှာ WSA ဘေးလေးကိုရပြီနော် WSA ဘေးလေးကိုရပြီဆိုရင်ကျွန်တော် extract ဖြည့်လိုက်မယ်ဒီကောင် 2K လောက်တော့ရှိရဗျဒါတော့ 2K လောက်ရှိရဆိုတော့ဒါမှသက်ဆိုင်ဘူးကိုက Windows 11ဆိုအဲ့လောက်ရှိမယ် Windows 10ဆိုလည်းဘယ်လောက်ပဲဆိုတာ 1K တတဒါမျိုးတွေရှိမယ်မော် Okay အဲ့ဒီတော့ကျွန်တော်ဖြည့်ပြီးတော့ရလာတဲ့ကောင်ဘယ်တွေကိုကူးထည့်လဲဆို C တွေကိုကူးထည့်လိုက်တယ်နော် C တွေကိုကူးထည့်လိုက်တယ် Okay C တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့က C ထဲမှာကျွန်တော်တို့ကအဲ့ဒီကောင်လေးကို run ပေးလိုက်ရမှာဖြစ်ပါတယ်နော်အဲ့ဒီကောင်လေးမှာဘာလဲပါ RUN run ဆိုတာလေးပါအဲ့တော့ regulate administrator နဲ့ run ပေးလိုက်နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီကောင် run လို့ရပါတယ်နော် Okay အဲ့ဒါအချိန်တော့ကြာတဲ့စိတ်တော့ရှည်ပါနော် Okay နော်ဒါကျွန်တော်ရစ်ထားလို့ဒါတွေအကုန်လုံးရစ်ပြီးထားတယ်နော်တော့ရှောက်လေအချိန်ကြာဆိုအရင်တနားကြီးလောက်ကြီးတော့ကြာတာမဟုတ်ဘူးဗျာနော်ကျွန်တော်တို့နိုင်ဝက်15မိနစ်ကြော်လိုက်ဗျာနော်15မိနစ်တော့ကြော်နော်အကုန်လုံးပြင်ဆင်စားနေပါနဲ့ဆိုနော် Okayဘာမှလုံးဆံမလို့ထိုင်းဆောင်နေမှာမယ်ထိုင်းဆောင်နေမှာကိုနေညူလေးတစ်ချက်နှိပ်လိုက်ပြီးတော့အမှထိုင်းဆောင်နဲ့သူ့အလုပ်လုပ်တော့ပါထည့်တော့ပါတယ်နော်ဘာမှကိုမလုပ်ပါဘူးနော်တကယ်ကိုဘာမှမလုပ်ပါဘူးနော် Okay ဒါဆိုပြီးသွားပြီနော်တော့သူထည့်ပြီးသားပြီးသွားပြီဆိုရင်ကျွန်တော်တို့ Google Play Store လေးပေါ်လာပြီအဲ့ဒီရောပါနော်ကျွန်တော်ဆက်သွားမယ်ကျွန်တော်နှိပ်ပြ Play Store Play Store တဲ့ပေါ်လာနော် Play Store တဲ့ပေါ်လာအဲ့တခုရှိကတော့ကျွန်တော်တို့ run ကိုတော့တော်တော်စားပါတယ် run 8 GB လောက်တမားလာမှာထည့်တယ်ပါတယ်နော် Okay နောက်ဒါဆိုရင်အကောင့်လုံးကိုအဆင်ပြေသွားပြီအဲ့ဒီတော့အကောင့်ရှိတဲ့လူကအကောင့်ထည့်အကောင့်မရှိတဲ့လူကမထည့်နဲ့အသက်ပေါက်ပေါ့နော်အမှအသက်ပေါက်ပြတာနော်အဲ့တော့ Okay ကျွန်တော်ကဒီမှာအကောင့်ဒါထည့်မယ်ပြတော့ဘူးနော်ကျွန်တော်ဒီဆောက်ရကျွန်တော်စနေအကောင့်ထည့်ပြမလို့နော်ဒီထည့်မယ်ပြတော့ Okay အဲ့ဒီတော့ဒီမှာအကောင့်ရှိတဲ့လူကအကောင့်ထည့်မရှိတဲ့လူကဖောက်နော် Okay ဒီမှာအများကြီးပဲနော်ချိုင်းအကောင့်အစောလုံးနော် Okayတင်ငယ်ဆောင်တော့ဒီလောက်ပါပဲเนาะဒီမှာဒီလိုအကုန်လုံးကျွန်တော် new ဆိုတာပြတ်ပါပြဟောကောက်ပေါက်ပြပါเนาะ Okay ဟုတ်ပြီအဲ့တော့အဆင်ပြေကြပါစေအားလုံးပဲเนาะအားလုံးပဲကျင့်တတ်ကြပါစေ Okay